哦，ဒီပွဲတော့ဆင်နွှဲတာဘယ်လောက်ကြာပြီလဲဗျာ2005ခုနှစ်တည်းလား哦ဒါဆို12နှစ်လောက်ကြာပြီပေါ့17နှစ်哦ဟုတ်ကဲ့ဟုတ်ကဲ့17နှစ်ရှိပါပြီဟုတ်ကဲ့ဘုရားဒီကပူတော်ပဲလောက်တာဟုတ်ကဲ့နှစ်စဉ်နှစ်တိုင်းလောက်လာတာပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါတရားနေသိဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ဘယ်တွေကိုလက်မှန်မသိဘူးဒါတွေကခဏကြည့်ပါရဲ့နောက်တရားနေကြတော့တရားနေညောင်သုံးနေ哦ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါကြည့်နေညာစိတ်ကမှဟုတ်ကဲ့ပါဟုတ်ကဲ့ပါအញ្ញမ်းစီရလို့ကြားရပါတယ်ဒီဥစ္စာတွေကျွန်တော်တို့ရနာသိမ်းမှကျောင်းတိုက်ကြီးပဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နော်ဘုလို့ဖြေကြပေးတာညီတို့မှဒီပွဲတွေကိုဆင်နွှဲတာဘယ်လောက်ကြာပြီလဲကျွန်တော်တော့ကြာပါပြီခင်ဗျနှစ်စဉ်နှစ်တိုင်းနဲ့ပါဝင်တယ်ပေါ့ဟုတ်ပါရဲ့ဟောအရင်ပြောနေတယ်လားပြောပါလေဩအေးပါညီတို့ကဘာလုံးပါလဲခုညမှာကျွန်တော်တို့ကဟုတ်ကဲ့ပြောမယ်ပေါ့ဩအေးပါ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 ညီလေးတို့ကိုမေးရတာကျေးဇူးပါမနော်ညီလေးဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ပေါ့ဒီစမချိုက်ရွာဖျားလဲကိုတဝါပေးနေတဲ့ဦးလေးကြီးရောက်ပေါ့ဗျာဒီသူ့ရဲ့ကြိုးစားမှုနဲ့ကျွန်တော်တို့စမချိုက်ရွာလေးကိုဂုံတင့်သိမှာပေါ့ဗျာဦးလေးနည်းနည်းပြောရင်တော့ပါဦးလေးဟိုပါဦးလေးပါပြောနေတာဒီဖျားဝဲဟောလို့တော့ဩဟုတ်ကဲ့ပါဟုတ်ကဲ့ပါ